အားလုံးမင်္ဂလာပါဗျာကိုတိုင်းဖြစ်ပါတယ်ဗျာဒီနေ့တော့ကျွန်တော်မိတ်ဆွေများအတွက်စနေသားများအတွက်9လပိုင်းမှာကျွန်တော်တို့ကညမှာကြိုးကြောင်စုကောင်တလားစာဟော့စတန်လေးကိုကျွန်တော်က live များပေးတာပါဗျာကျွန်တော်မိတ်ဆွေတွေစနေသားသမီးတွေပိုင်းဒီဗီဒီယိုဆုံးထိကြည့်ပါမိတ်ဆွေများအတွက်နောက်ဆုံးမှာတဲ့ထီပေါက်ကန်ကောင်းစင်မဲ့ထိုးရတာလေးထည့်ပေးထားတာမို့လို့တကယ်ကိုကျွန်တော်တို့အကျိုးရှိမှသိကြပါတယ်ဗျာအဲ့တော့ကျွန်တော်မိတ်ဆွေလက်ပိတ်နေနေကျွန်တော်မိတ်ဆွေစနေသားသမီးတွေအဲ့တော့ကျွန်တော်တို့ခက်ခဲနေမိတ်ဆွေသားသမီးတွေအတွက်ကျွန်တော်ဒီနေ့မှာတော့အထူးရတာလေးလည်းထည့်ပေးထားတယ်နောက်ဆုံးမှာမိတ်ဆွေများအတွက်အဲ့တော့ကန်တက်စင်မဲ့ကန်ပွင့်စင်မဲ့ထီပေါက်စင်မဲ့ထူးရတာလေးလည်းထည့်ပေးထားမို့လို့ဒီဗီဒီယိုဆုံးနေကြည့်ပြီးပါကျွန်တော်မိတ်ဆွေစင်သားသမီးတွေဘယ်မြို့နယ်ဘယ်နေရာနေကြည့်နေဆိုတာ comment လေးမှာရေးပေးပါအောင်ဗျကျွန်တော်တို့လေရင်းနှီးမှုတွေရတော့လို့ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်မိတ်ဆွေစင်သားကြီးမှအတွက်ကျွန်တော်ကတေချာလေးကို9လပိုင်းတော့တွက်ချက်ပေးထားပါတယ်ကောင်းတာလေးအများကြီးရှိပါတယ်ဗျညံ့တာလေးလည်းနေငယ်ရှိပါတယ်ကျွန်တော်ကကောင်းတာလေးကိုရင်မြောက်ပေးမှာဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေအရန်ကိုကန်ကောင်းတဲ့ကာလကိုရောက်လာပါပြီအဲ့တော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အရန်အဆင်ပြေနေမယ်ခါကြလို့ရှိရင်အလုတ်တွေကပင်မပြီးတော့ကိုလုတ်တာကတော့တသိန်းဘူးလောက်လုတ်တယ်ဒါပေမဲ့9သန်းဘူးလောက်ရတာမျိုးလေးအဲ့တော့နည်းနည်းတော့ပင်မတက်တယ်ဒါပေမဲ့ကိစ္စမရှိပါဘူးကျွန်တော်တို့ကနောက်ပိုင်းမှာကျွန်တော်တို့ငွေတွေအများကြီးဝင်ခင်းနေရှိတယ်ဒါပေမဲ့မျိုးလေးထားလဲငွေတွေရတာရှိတယ်ပြောစကားဆိုစကားတွေအောင်မြင်မယ်အလုပ်ကစားတွေအင်တာဗျူးစကားတွေရုံးကနာကစားတွေအောင်မြင်မယ်ဖြစ်ထွန်းမယ်အယောင်းဝယ်တွေကောင်းမယ်ဟိုးရက်ဝရက်နေပြီးတော့မိတ်ဆွေအမျိုးတွေတငယ်ချင်းတွေကတရင်ကောင်းတွေကြားမယ်ကျွန်တော်တို့ကြားကျင်တဲ့တရင်ကောင်းတွေကျွန်တော်တို့ကြားကျင်တဲ့အဖြေတွေပြန်ရလိမ့်မယ်အဲ့တော့ကောင်းတဲ့ result တွေကောင်းတဲ့သတင်းတွေကြားမယ်ပေါ့ဗျာအဲ့တော့ interview တို့ကျွန်တော်စာမှုပွဲတို့အဒိဋ္ဌံတို့အစပဲအောင်မြင်တာကိုလည်းတွေ့ရမယ်အောင်မြင်မယ်ဆိုတဲ့ကာလကိုရောက်နေတာပေါ့နော်ဒါကြောင့်မို့ထီတွေပေါက်ပင်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကိုဘယ်နည်းတွေထိုးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တနင်္ဂနွေနဲ့ဗုဒ္ဓကိုထိုးပေးတနင်္ဂနွေနဲ့ဗုဒ္ဓကကျွန်တော်တို့ကကောင်းတဲ့ဂျိုထဲမှာရောက်နေတဲ့အတွက်ကြောင့်မို့တနင်္ဂနွေနဲ့ဗုဒ္ဓနေ့ကိုကျွန်တော်ထီထိုးပေးအဲ့တော့ထီထိုးမဲ့ဆိုလို့ရှိရင်လည်း9လို့5လို့3လို့1လို့ခဏလေးရကျွန်တော်တို့9သားသမီးတွေအတွက်sorry ကျွန်တော်ရဲ့စနေသားသမီးတွေအတွက်အရန်ကိုအကျိုးပေးတဲ့ခဏလေးဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့အလုတ်ကစားနဲ့ပတ်သက်ပြီးတော့စာချုပ်တွေချုပ်ရမယ်အယောင်ဝတ်ကစားတွေစာချုပ်တွေချုပ်ရမယ်ဝန်သားစရာသတင်းအကောင်းတွေကြားရမယ်ကျွန်တော်တို့subscribe တက်တွေခံရမယ်လက်ဆောင်ပေးတာတွေလက်ဆောင်ရတာလေးဒီကာလမှာဖြစ်မှာသိကြပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အရန်ကို okay နေလိမ့်မယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့မမျောလိထားတဲ့ငွေတွေရမယ်အလုံးနဲ့ပတ်သက်ပြီးတဲ့ငွေတွေရမယ်အလုံးထဲမှာလည်းလူပင်မစိတ်ပင်မတော့ဖြစ်နေလိမ့်မယ်ပင်မဂျိုနှက်ပါတယ်ဗျာနော်ပင်မဂျိုနှက်ပါတယ်ကျမကြီးလည်းရင်လာညံ့ပြီးခုလာတော့ပြန်ကောင်းလာပါပြီဗျာနော်ကျမကြီးလည်းပြန်ကောင်းလာပါပြီကျွန်တော်တို့ကအလုတ်ပြောင်းမယ်ဆိုလို့ရှိရင်ပြောင်းလို့ရတယ်အလုတ်ပြောင်းရာတို့ပြောင်းနေရာပြောင်းလိုက်ပြောင်းချင်ပြောင်းလို့ရတယ်ပြောင်းချင်စိတ်စင်တာရှိနေဒုံးနဲ့ဆိုပြောင်းချလိုက်တွေ့ဝေမနေနဲ့စဉ်းစားနေနဲ့ပြောင်းလို့မပြောင်းလို့စဉ်းစားနေလို့ရှိရင်မပြောင်းနဲ့ငြိမ်းနေလိုက်အဲ့လိုပေါ့နော်ကိုကပြောင်းချင်တဲ့စိတ်စင်တာအပြည့်ပဲဆိုတော့ဒုံးလို့တမ်းပြောင်းပလိုက်ကောင်းတယ်လုံးမလို့မလုံးလို့ပြောင်းမလို့မပြောင်းလို့ဖြစ်နေတော့မပြောင်းတာကောင်းတယ်ငြိမ်းနေပေါ့နော်ကျွန်တော်တို့ပြောမယ်ဆိုရင်ငွေကန်လည်းကောင်းတယ်အလုတ်ကန်ကောင်းတယ်ထီကန်ကောင်းတယ်ရက်ဝေးရမိသားစုတွေအမျိုးတွေတငယ်ချင်းတွေသတင်းကောင်းတွေကြားကန်လည်းကောင်းတယ်ဒါဆိုကောင်းတဲ့ချက်တွေတော်တော်လေးကိုများတယ်ကျမကြီးလည်းပြန်ကောင်းလာပြီပေါ့နော်ဒီဘက်မှာလည်းညံ့တဲ့ချက်လေးတော့ရှိတယ်ညံ့တဲ့ချက်လေးရတော့တရားပေါ်ဖြစ်မှာတော့မဟုတ်ဘူးမိတ်ဆွေများသိထားလို့ရအောင်တော့ပြောခြင်းဖြစ်ပါတယ်ဗျကဲကျွန်တော်ညံ့တဲ့ချက်လေးရတော့ဒီကာလမှာလူပင်မစိတ်ပင်မနဲ့အဲ့လိုမျိုးလေးဖြစ်လိမ့်မယ်လူကဟိုနေလေးကိုသွားလိုက်ပြောဒီညနေကိုသွားလိုက်ပြောဟာကိုကပြောမဆိုရင်ဟိုနေလည်းပါဒီနေလည်းပါဖြစ်နေလို့စိတ်ပင်မလူပင်မနဲ့လူမောတွေဖြစ်နေရမယ်ကျမကြီးကတော့ကောင်းတယ်ဆိုပေမဲ့အယိုးတို့နှလုံးတို့အဲ့ဒါလေးတော့နည်းနည်းလေးတော့ပြောမဆိုစေးတောက်တာမျိုးလေးတော့ကြုံမယ်နှလုံးတို့အယိုးစစ်တို့ခေါင်းမူကောက်ကက်လေးတော့နည်းနည်းနေချင်းတော့ဖြစ်မှာပေါ့နော်အရေးတော့မကြီးလာပါဘူးအဲ့တော့ဒီကလာတွေမှာထူးရှောင်းမှရှိတယ်ဘာလဲဆိုတော့မတော်တဆဖြစ်ပါတယ်မတော်တဆထိမိခိုင်းမိတာတွေမတော်တဆချေချော်ကြတာတွေအထူးသဖြင့်လူကြီးပိုင်းတွေပေါ့နော်မတော်တဆချော်လက်လာတွေထိမိခိုင်းမိတာတွေအဲ့လိုမျိုးလေးကဒီကာလတွေမှာဖြစ်တတ်ပါတယ်ဒါလေးလည်း view site သွားပေးပါခင်ဗျာနော်ဒါကြောင့်မို့ကျွန်တော်တို့ကတချို့နေရာတွေဆိုလို့ရှိရင်အန်နေရှိတဲ့နေရာတွေလုံငန်းခွင်အန်နေရှိတဲ့နေရာတွေအဲ့လိုအန်နေရှိတဲ့နေရာတွေကိုမသွားပါနဲ့ adventure တွေပါဒီလောက်အတွင်းမှာမလုပ်ပါနဲ့အဲ့တော့တောင်တက်တာတွေကျွန်တော်တွေရေလန်းခီးစွန့်စားသွားတာလေဟိုနေရာကိုကျွန်တော်စွန့်စားသွားတာလေအဲ့လိုမျိုးတွေအပျော်ပါးတွေတော့မသွားပါနဲ့ဗျာနော်ဒီကာလအတွင်းမှာအဲ့တော့စီနဲ့ပတ်သက်ပြီးတော့ပြက်နာလေးဖြစ်တတ်တယ်ပေါ့နော်စီနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်တွေစီစားပြီးတော့စီစားတာများပြီးတော့ဥမာရရန်တာတို့အဲ့လိုမျိုးလေးပေါ့နော်စီနဲ့ပတ်သက်ပြီးတော့ရှောင်းပါဒီကာလအတွင်းမှာကျွန်တော်တို့ကစိတ်တရားနှစ်ခွဖြစ်နေမယ်နှစ်ခွဖြစ်နေဆိုတော့
ဟိုအောင်လဲလှုပ်ချင်တာလို့ဒီဟာပဲလှုပ်ချင်တာလို့ဟိုဘက်သွားချင်တာလို့ဒီဘက်သွားချင်တာလို့ကျွန်တော်စိတ်တရားနှစ်ခွဖြစ်နေမယ်ဘာဖြစ်လို့စိတ်တရားနှစ်ခွဖြစ်နေတတ်တယ်စိတ်တက်တွေကြနေတတ်တယ်စိတ်တက်ကြတယ်ဆိုတာကျွန်တော်တို့ကအရင်ပင်မပြီးတော့စိတ်ထွက်ဖို့ရှာချင်တဲ့ပုံပေါ့နော်ဒါကြောင့်ဒီကာလမှာတရားများများထိုင်ပြီးတရားထိုင်ပေးခြင်းဟာကျွန်တော်တို့ကံတွေကိုပြန်လည်ပြီးတော့ကောင်းမှုမျိုးစိတ်တွေတည်ငြိမ်မှုတွေရရှိမှာဖြစ်ပါတယ်ဒီကလောက်တွေမှာကျွန်တော်တို့အလုပ်ထဲမှာကိုယ့်ရဲ့မိသားစုတွေမှာလူမှုနဲ့ပတ်သက်ပြီးတော့အရှုပ်ရှင်းလေးတွေရှင်းရမယ်လူမှုနဲ့ပတ်သက်ပြီးတော့အိမ်မှာလည်းလူမှုပြဿနာတွေရှင်းရမယ်အလုပ်ထဲမှာလူမှုပြဿနာရှင်းရမယ်အခြေအိမ်တော်ကြီးမှာလည်းလူမှုပြဿနာတွေရှုပ်ရှင်းနေရှိတဲ့ဂျားလူပေါ်လာတာတွေအဲ့တော့တစုံတစ်ယောက်ကဝင်နောက်ရှက်တာတွေစပြီးပေါ်တော့ကျွန်တော်တို့အဲ့လိုမျိုးလေးတော့ကြုံနိုင်နေပြီဒါတော့ကိုယ့်သက်စာရှိနားလို့မရှိနေသွားပါလို့ပဲပြောချင်ပါတယ်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီကောင်းတာလေးတွေတော်တော်များပါတယ်တော်တော်များတယ်เนาะညံ့တာလေးတွေနည်းနည်းရှိတယ်ဒါကြောင့်အညံ့နေပျောက်သွားအောင်ကန်နေကောင်းတဲ့ကောင်းသွားအောင်ကျွန်တော်မိတ်ဆွေများတွေကန်ထီပေါက်ကိန်းတွေရှိတဲ့ရှိသွားအောင်လို့ကျွန်တော်ဒီမှာနောက်ဆုံးမှာအထူးရရလေးလုပ်ပေးမယ်ဒီရရလေးကိုလည်းမဖြစ်မနေလုပ်ပေးပါဘူးเนาะလုံးမဲ့ရရလေးကခရင်တော့မဟုတ်ဘူးအရန်လွယ်ပါတယ်ဗျာเนาะအရန်လွယ်ပါတယ်ကျွန်တော်လုံးမဲ့အစီအလေးရတော့ဒီမှာကျွန်တော်တရားတွက်ပေးထားတဲ့ရွက်လာနဲ့နင်းစီရွက်လာရဲ့နှင်းစီရဲ့မြေစာရဲ့သုံးမျိုးကိုပေါင်းပြီးတော့ပန်းဖျားမှာလူပေးမြေစာတော့အလုံးသိတယ်နော်မြေစာဆိုတာညက်ကိုပြောတာပါအဲ့တော့ရွက်လာရဲ့နှင်းစီရဲ့မြေစာရဲ့ပေါင်းထိုးပေးပြီးတော့ဖျားမှာလူပေးမယ်နော်ကိုဒါမှမဟုတ်လေကိုယ့်ရဲ့ကောင်းတာအလုံးစဝဲဘော်တွေအမြင့်တနေရာဘော်တွေအိမ်ရှိဘော်မှာတွေအဲ့လိုထိုးထားလို့ရတယ်သူ့ဟိုပန်းဖျားမှာပေါင်းကက်လဲရတယ်အလှသဘောမျိုးဓာတ်စင်ထားလဲရတယ်ကိုယ့်ရဲ့ကောင်းတာဘော်တွေမှာအလှသဘောမျိုးနဲ့ထားလဲရတယ်ဒီမျိုးလုပ်ချင်ရပြီးကျွန်တော်တို့ကအပွင့်လန်းသက်တွေဖြစ်စေတယ်ပိတ်နေတဲ့အရာတွေပွင့်သွားတယ်ကိုယ်စီငွေဝင်လမ်းကြောတွေပိတ်နေလဲပွင့်သွားတယ်လက်ပိတ်နေလဲပွင့်သွားမှာဖြစ်ပါတယ်ဗျအဲ့ဒါမျိုးလုပ်ပေးမယ်အဲ့တော့ကျွန်တော်တို့ဒီကလောက်တွေမှာစိတ်မဲ့ပတိစိတ်နေရတော့ဂုံတော်ပတိပဲဖြစ်ပါတယ်ဂုံတော်9ပါးရှိတယ်တပားကိုတစ်ပတ်ဆိုတော့9ပါးဆိုတော့9ပတ်ဖြစ်ပါတယ်မနေ့9ပတ်ည9ပတ်ကိုဒီတလားလုံးစိတ်ပေးပါကျွန်တော်တို့ကထီပေါက်ဖို့ကိန်းနေအများကြီးရှိလို့မလို့ဒီလိုမျိုးကိုနှဝင်းပေါ့နော်ကိုနှဝင်းပတိစိတ်နေလေးကျွန်တော်တို့တွေကြည်သွားအောင်လို့ဒါလေးကိုစိတ်ခံခြင်းဖြစ်ပါတယ်မနေ့9ပတ်ည9ပတ်ဒီဗီဒီယိုတွေ့ရနေရမျိုးစိတ်လို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့တွေကိုနှဝင်းပတိစိတ်နေကိုစိတ်ပေးမယ်ကံလဲပွင့်လက်လဲပွင့်သွားမှာဖြစ်ပါတယ်ဗျတော့ကျွန်တော်ရှောင်းမှလေးတစ်ခုလို့ရှိတယ်။ဘာလဲဆိုတော့ကျွန်တော်တို့အင်္ဂါနဲ့စနေကိုရှောင်းမယ်။အလုပ်ကိစ္စအရေးကြီးကိစ္စတွေရှိရင်အင်္ဂါနေ့နဲ့စနေနေ့ကိုရှောင်းမယ်။အဲ့နေ့ကိုဟိုဖြစ်နိုင်ရင်မတော်လို့ရရင်မတော်နဲ့မလုပ်ရမလုပ်နဲ့ပေါ့နော်။အင်္ဂါနဲ့စနေကိုရှောင်းမယ်။ထို့တူပဲအင်္ဂါသားနဲ့စနေသားသမီးတွေကလည်းကျွန်တော်တို့ပြဿနာလေးလာရှာနေတယ်။လူမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုအမုန်းတရားတွေဖြစ်အောင်လုပ်ပေးနိုင်တယ်။ကျွန်တော်တို့ငွေကြီးတွေအစင်မပြေဘူးရက်တန်သွားအောင်လေအင်္ဂါသားနဲ့စနေသားသမီးတွေကကျွန်တော်တို့ကိုပြောမဆိုရင်အဲ့လိုမျိုးဖြစ်နေဒါကြောင့်မို့စနေချင်းပေါ့နော်ဒီကလာစနေချင်းအဆင်မပြေဘူးစနေနဲ့အင်္ဂါလည်းဒီကလာမှာအဆင်မပြေဘူးလို့ပြောမှာဖြစ်ပါတယ်ကဲဒါဆိုကျွန်တော်မိတ်ဆွေများတွေဒီလောက်ဆိုတော်လေးအဆင်ပြေပါပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့ကျွန်တော်တို့ဒီတောက်တွေမှာအစရအောင်မြင်ဖို့အတွက်ကျွန်တော်အရင်တင်မိတာဖြစ်တဲ့ကျွန်တော်တွေအာဝဏလာဘန်သိတိအာဝဏပီယံသိတိအာဝဏဒဏ္ဏသိတိအာဝဏလာဘန်သိတိအာဝဏပီယံသိတိအာဝဏဒဏ္ဏသိတိအာဝဏလာဘန်သိတိအာဝဏပီယံသိတိအာဝဏဒဏ္ဏသိတိကိုတော့အဲ့တော့အနည်းဆုံးမနက်ကို9ကောက်စီအပွင့်တက်တွေကောင်းအောင်ပြောရဆိုတော့လေအောင်မြင်တော့ဒီဟာလေးကိုရွတ်ပေးပါဗျာနော်အိမ်ရှိပေါက်မှာတစ်ချိန်ရွတ်မယ်ဖျားเจ้าဆောင်ရှိမှာတစ်ချိန်ရွတ်မယ်ပေါ့နော်ဖျားเจ้าဆောင်ရှိမှာလည်း9ကောက်အိမ်ရှိပေါက်မှာလည်း9ကောက်ရွတ်ပါဗျာနော်အပြောဆိုတွေအောင်မြင်အပွင့်လန်းတွေဖြစ်သွားစေပါတယ်ဗျကဲကျွန်တော်မိတ်ဆွေစနေသားသမီးတွေကဲအားလုံးပဲကံမြင့်ကံပွင့်ကံတက်ကြပါစေထိပေါက်ပြီးလူတွေလုံးနိုင်ကြပါစေဒါတော့ကျွန်တော်ကတော့ဒါ90ရာခိုင်နှုန်းလောက်ကိုဒါကျွန်တော်ဟောပြောပြတာဖြစ်ပါတယ်အဲ့တော့100ရာခိုင်နှုန်းအဆင်ပြေဖို့အတွက်ကြောင့်တော့တယောက်နဲ့ကျွန်တော်ကဒီသူ့ဟိုမိတ်ဆွေများရဲ့ဇာတာတွေနှစ်တွေလတွေရက်တွေဒီလက်ဖွားဘဝဇာတာတွေပြီးတော့ခုနှစ်ရက်လတွေပဲချိန်မှမွေးတာလဲဘယ်လမှမွေးတာလဲစပစ်အားလုံးကိုအပြည့်စုံမိတ်ဆွေများဇာတာကိုစစ်စစ်မှတာလေးတရားခိုင်လုံးအဆင်ပြေမှာပေါ့နော်ဒါကြောင့်ကျွန်တော်မိတ်ဆွေများကျွန်တော်စီမှာဗီဒီမင်းဇာတာစစ်ချင်းဖုန်းနံပါတ်လေးချပေးတာမယ်အောက်မှာကျွန်တော်လာပြီးတော့ဆက်သွယ်ပြီးမေးလို့ရပါတယ်ကျွန်တော်တခါပြောမယ်အခက်သိမ့်ဟိုတောင်းဆိုလို့ရှိရင်မလာပါနဲ့အရန်ခက်မှတာလေးလာပါဗျာနော်အရန်ခက်မှပဲလာပါကြိုတင်ပြီးတော့ပုံကင်ယူရလို့ပေါ့နော်အရန်ခက်မှလာပါအဲ့တော့တောင်းဆိုရင်ကျွန်တော်အခုပြောတဲ့ဟာလေးနဲ့အဆင်ပြေတာများပါတယ်ဒါလေးလုပ်ပေးပါဒါလေးနဲ့အဆင်ပြေကြပါသေးဗျအားလုံးပဲမိတ်ဆွေကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးလဲကံပွင့်ကံတက်ထိပေါက်လူတန်းလေးလုံးနိုင်ကြပါသေးဗျအားလုံးပဲကိုယ်စိတ်နှလုံးအေးမြကြပါသေး